ဆရာတော်ဖေဟာမိကုံးမေးလျှောက်ခွင့်ပြုပါဖေဟာအလူကံပုဂ္ဂိုလ်တွေကိုကြော့ပါစေကြော့စွန်းမှာဆိုရင်ကုသိုလ်ရပါသလားဖေဟာကြော့စွန်းဆိုတာဖေဟာရှင်လက်ထက်ကရှိခဲ့တာပါလားဖေဟာရှင်မရှိတော့မှရှိရပါလားဖေဟာလူအချို့ကအလူကံပုဂ္ဂိုလ်တွေကိုတွေ့ရင်တချို့ကထွက်မပြောပဲပုံနေတတ်ကြတာကြောင့်မှကြော့စွန်းလောင်းရင်ကုသိုလ်ရမရသိကျင်ပါတယ်ဖေဟာကြော့စွန်းလောင်းနေဆိုတာကတော့ကိုမလူနိုင်သေးလို့ပေါ့နော်မလူနိုင်တဲ့အတွက်ကြောင့်ကြော့ပါရဲ့ဘုရားလို့ပြောလိုက်တဲ့သဘောပဲပေါ့နော်အဲ့တော့မလူတာကတော့အမျိုးမျိုးရှိတာပေါ့လေသူလူနိုင်တဲ့အနေအထားမရှိလို့မလူတာလည်းဖြစ်မယ်တရားတရားမရှိလို့မလူတာလည်းဖြစ်မယ်ပေါ့အဲ့တော့မလူတဲ့အတွက်ကတော့သူကကုသိုလ်မရရုံပဲရှိမယ်မလူလို့အကုသိုလ်ဖြစ်တယ်ပြောလို့မရဘူးပေါ့နော်မဟုတ်ရင်မလူလို့အကုသိုလ်ဖြစ်တယ်ဆိုတော့အကုန်လုံးဖြစ်တော့မှာပဲမောင်ကြီးတို့ရင်အဲ့တော့ဆိုလိုတာကမလူလို့အကုသိုလ်မဖြစ်ဘူးမလူတော့ကုသိုလ်မရဘူးအဲ့တော့ကြောဆုံးပါဘုရားဆိုတာကသူ့ရင်ကြီးနဲ့ပြန်ပြီးတော့တုတ်ပြန်လိုက်တဲ့သဘောပဲဘုရားတစ်ထက်ကတော့လေကြောဆုံးပါဘုရားဆိုတဲ့စကားလုံးကတော့မြန်မာတွေကထွင်တဲ့သဘောပေါ့နော်ဘုရားတစ်ထက်မှာတော့ရှိတယ်ကြောဆုံးလို့ပြောတာတော့မဟုတ်ပုံနေတာစွန်းမလောင်းချင်ဘူးပေါ့နော်ဘုန်းကြီးတွေမြင်တဲ့အခါမှာပုံနာကဘုရားတစ်ထက်မှာလည်းရှိတယ်ဘုန်းကြီးတွေအတောင်းများလို့အာလဝီပြည်ကယဟန်တွေကကျောင်းတွေဆောက်တယ်ကျောင်းကြီးတွေဆောက်ပြီးတော့သူတို့ကမနိုင်မနှင်းတွေဖြစ်ကုန်တာအလူရှင်လည်းမရှိဘူးအလူရှင်မရှိဘဲနဲ့ကျောင်းကြီးတွေအကြီးကြီးတွေဆောက်တယ်ကျောင်းကြီးတွေအကြီးကြီးတွေဆောက်တော့မတက်နိုင်တော့ရွာထဲကိုသွားပြီးတော့ဟာလေး9ပေါင်အောင်ဒီဟာလေး9ပေါင်အောင်နဲ့သူအတောင်းရအရန်ထူကြတာအဲ့တော့လူတွေကဘုန်းကြီးတွေမြင်ကြောက်နေတာတောင်းဖို့လာပြီဆိုပြီးတော့ကြောက်ကုန်ကြတာအဲ့တော့ယဟန်တော်တွေကိုမြင်လူတွေကတကားကိုပိတ်တဲ့လူကပိတ်လမ်းလွဲတဲ့လူကလွဲမျက်နှာလွဲတဲ့လူကလွဲအဲ့လိုဖြစ်ကုန်တာနောက်ဆုံးဘယ်တော့တောင်ဖြစ်လဲဆိုတော့နွားကိုမြင်တာတော့မှဘုန်းကြီးထင်ပြီးပြေးတဲ့လူကရှိသေးတာနော်နွားကိုအဝေးကနေတွေ့တာဟာဘုန်းကြီးပဲဆိုပြီးတော့ပြေးတဲ့လူတော့ရှိတယ်အဲ့တော့အတောင်းရမ်းများတဲ့အခါကျတော့လူတွေကဘုန်းကြီးတွေကိုခြောင်ပြေးတာမျိုးရှိတယ်မလူနိုင်လို့ကြောဆုံးပါဆိုတဲ့စကားလုံးပြောတာကဘာမှတွေ့ဘူးလဲဆိုတော့အထက်ကရာထဲမှာတွေ့တယ်အထက်ကရာထဲမှာအရှင်မောက္ကလိဗုဒ္ဓတိတ်တမထေပေါ့နော်ဖြစ်မလာမဲ့အလောင်းလျာပေါ့ပုံနာမျိုးလေသူကပုံနာမျိုးမှာအဲ့တော့တတိယသံဃာယနာတင်တဲ့သမိုင်းကြောင်းမှာဒါပါတယ်အဲ့တော့အရှင်မောက္ကလိဗုဒ္ဓတိတ်တမထေရဲ့မိဘနှစ်ပါးကဗုဒ္ဓဘာသာမဟုတ်ဘူးဗြဟ္မဏလူမျိုးတွေအဲ့တော့ဆုံးမလောင်းဘူးလေအဲ့တော့ဆုံးခံကြွတယ်အဲ့ဆရာတော်ကနေနေတိုင်းဆုံးခံကြွတယ်ဒါပေမဲ့အဲ့ဒီဆရာတော်ကိုဆုံးလဲမလောင်းဘူးကြော့ပါရဲ့လေတလုံးလဲမပြောဘူးဒီလိုပဲမတိချောင်ဆောင်နေကြတယ်အဲ့ဒါလိုနဲ့နှစ်ပေါင်းတော်တော်ကြာတဲ့ခါကျမှအဲ့ဒီမှာတနေ့ကြတော့စကားတလုံးထူးထူးဆန်းပြောတယ်အတိစ္ဆထဗန္ဒီလို့ခေါ်တယ်ပါဠိလိုလေအတိစ္ဆထဗန္ဒီဆိုတာအတိအိစ္ဆထဆိုတာအတိဒီအိမ်ကိုကြော်ပြီးတော့အိစ္ဆထဟိုဘက်အိမ်ကိုအလိုရှိပါဆိုဒီအိမ်ကိုကြော်ပြီးဟိုဘက်အိမ်ကိုကြွပါလို့ပြောလိုက်တာပဲနော်ပါဠိလိုကတော့အတိစ္ဆထဗန္ဒီလို့ခေါ်တယ်မြန်မာလိုကယင်းနှစ်ခေတ်မှာကြောဆုံးပါဖျားလို့ယင်းကြီးဘာသာပြန်လိုက်ကြတာပေါ့နော်အဲ့တော့ဆိုလိုတာကကြောဆုံးပါလို့ပြောလိုက်ခြင်းဟာနော်ယင်းကြီးနဲ့တန်ဃာတော်များကိုဒါဂါရဝတရားထားပြီးပြောတာမဟုတ်လို့ဒါကုသိုလ်တော်ရပါသေးတယ်နေမဲငါစလို့ပြောလွှတ်လိုက်တာမျိုးမဟုတ်ဘူးလေယင်းကြီးနဲ့မလောင်းနိုင်သေးတဲ့အတွက်ကြောင့်ကြောပါရဲ့ဘုရားလို့ပြောလိုက်တဲ့သဘောပဲအဲ့တော့ဒါအကုသိုလ်မဖြစ်သွားပါဘူးဒီလိုပြောလိုက်တဲ့အတွက်ကြောင့်လည်းဝစီကံကုသိုလ်တော့ဖြစ်သွားတာပေါ့နော်ဝစီကံကုသိုလ်ဖြစ်သွားတယ်အဲ့တော့ကြောဆုံးလောင်းလို့အကုသိုလ်မဖြစ်ပါဘူးလို့အဓိကပြောချင်တာပါနော်